အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Photoshop နဲ့ပတ်သက်တဲ့ design ဆွဲနည်းလေးကိုကျွန်တော်သင်ပြမှာဖြစ်ပါတယ်ဘယ်လိုမျိုး design လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ်စိတ်တုံးเนาะထိုးတဲ့ပုံစံမျိုးပေါ့เนาะအဝိုင်း designer တွေဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်စိတ်ဝင်စားတဲ့လူတွေလိုက်ကြည့်အောင်အဲ့တော့ကျွန်တော်တို့က CF5 ဖြစ်ဖြစ် CS6 ဖြစ်ဖြစ်သုံးလို့ရပါတယ်သုံးတာချင်းတွေကသိမကွာခြားလှပါဘူးเนาะဒီတော့ကျွန်တော်ကအခု CS6 နဲ့ကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အသုံးပြုမဲ့ CS6 ကိုဖွင့်လိုက်လို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကလုံးမဲ့နောက်ခံဥစ္စာကိုခဏယူထားမှာဖြစ်ပါတယ်နောက်ခံเนาะ new layer လို့ဆိုတာကို new ကိုနှိပ်ပြီးတော့ control N ဆိုတာလည်းနှိပ်လို့ရပါတယ်เนาะဒီတော့ new layer ဖော်တဲ့အချိန်မှာကိုတို့လေးနောက်ခံဘလောက်နော်လက်မနဲ့ကျွန်တော်တို့တတ်မှတ်လည်းရတယ်စင်တီမီတာနဲ့တတ်မှတ်လည်းရတယ်ကိုတတ်မှတ်ချင်တဲ့ဥစ္စာနဲ့တတ်မှတ်လို့ရပါတယ်ဒါကျွန်တော်ကလက်မနဲ့တတ်မှတ်ပြီးတော့မရှိဆိုတော့ကျွန်တော်ကနေပြီးတော့ဒီလောက်ကိုယူထားပါတယ်အဲ့တော့ကျွန်တော်တို့အပုံလုံးမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့က300နေရာမှာကျွန်တော်150ပဲအရင်ယူထားလိုက်ပါတယ်โอเคဟုတ်ပြီတကယ်တော့ကျွန်တော်တို့ကဒီလိုမျိုးစာရွက်ဖြူရလာပြီဆိုလို့ကျွန်တော်တို့ကဒီကျွန်တော်ယူလိုက်တဲ့တိုးတွေထဲကကျွန်တော်တို့အဝိုင်းတိုးနဲ့4000တိုးကိုအဓိကအသုံးပြုရတာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့တွေအရောင်ကိုပြောင်းကြည့်အောင်ပြီးရင်ကျွန်တော်တို့တွေအရောင်ကိုခေါင်းနဲ့တိုးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ရွေးမယ်ရွေးပြီးလို့ရှိရင်ကျွန်တော်တို့တွေဒီမှာအရောင်ကိုကိုယ်လိုချင်တဲ့အရောင်ကိုတွက်ပြမှာဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ Alexander guide ဖော်ရမှာဖြစ်ပါတယ် Alexander guide ဖော်ဖို့အတွက်ကျွန်တော်တို့ရအပေါ်မှာ control keyboard ပေါ်က control R လည်းနှိပ်လို့ရတယ်เนาะ control R နှိပ်လိုက်လို့ရှိရင်ပျောက်သွားမယ်ထပ်ပြီးတော့ control R ကိုနှိပ်ပြီးရင်ထပ်ပေါ်လာအဲ့တော့ပေါ်လာလို့ရှိရင် guide ပေါ်ကနေမောက်လေးနဲ့ဆွဲချလဲရပါတယ်အလေတက်တက်เนาะဒီကလုံးမှအဲ့လိုမှမဆွဲချင်ဘူးဆိုလို့ကျွန်တော်တို့ view ကနေတွားမယ် view ကနေတွားပြီးတော့ new guide ဆိုတာကိုကျွန်တော်တို့เนาะ new guide ဆိုတာရွေးမယ်ရွေးပြီးကျွန်တော်တို့အလျားနဲ့အနှံကိုကျွန်တော်တို့တွေ50%စီလောက်ပေးမယ်เนาะ50%စီလောက်ပေးမယ်အဲ့တော့50%ရပြီဆို okay ဒါကတော့အနှံပြီးအလျားကိုကျွန်တော်တို့လုပ်ဖို့အတွက် view ကိုတစ်ခေါက်ထပ်သွားမယ် new guide ကိုရွေးမယ်ရွေးပြီးရင်နောက်ထပ်50%ဆိုပြီးတော့50%ဆိုပြီးတော့အလျားကိုပြန်ပြီးတော့တတ်မှတ်မယ်เนาะအလျားနဲ့အနှံဆိုတော့ခွဲပေးထားတယ်ပြီး okay ဒါဆိုရင်ဒီလိုမျိုးရလာမှာဖြစ်ပါတယ်ရလာပြီဆိုလို့ကျွန်တော်တို့ခုနက gradient တိုးဆိုတဲ့ဥစ္စာကိုကျွန်တော်ရွေးမယ်ရွေးပြီးလို့ရှိရင်အရောင်ကိုဒီမှာပြောင်းမယ်ကျွန်တော်တို့ပြောင်းနေတဲ့ အရောင်ကိုပြောင်းလို့ရတယ်เนาะအရောင်ပြောင်းပြီဆိုလို့ကျွန်တော်တို့ Alexander တက်တဲ့ရနေเนาะမဆွဲခင်မှာကျွန်တော်တို့ဒီဘားတန်းကတိုးတွေကိုကျွန်တော်တို့လိုချင်တဲ့ဥစ္စာကိုရွေးလို့ရပါတယ်ကျွန်တော်ကအခုလောအဝိုင်းတိုးတွေကိုကျွန်တော်ရွေးထားပါတယ်ပြီးရင်ကျွန်တော်တို့ Alexander တက်တဲ့ရနေဘေးကိုတက်တက်ဆွဲသွားပြီးမယ်ဆွဲပြီးမောက်ကိုလွှတ်လိုက်နောက်မောက်မလွှတ်လိုက်ဆိုဒီလိုမျိုးပုံစံရမှာဖြစ်ပါတယ်နော်တကယ်လို့မှဒီလိုမျိုးပုံစံမလို့ချင်းဆိုကိုအကြောင်ပြောင်းနေတယ်ဆိုလို့ချင်းကျွန်တော်တို့အကြောင်ကိုကျွန်တော်တို့ထပ်နေတယ်နော်အကြောင်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာကိုကျွန်တော်တို့တွေပါထားမယ်ဆိုရင်ကျွန်တော်တို့ထားခြင်းတဲ့အကြောင်ကိုရွေးထားမယ်ဒီမှာလည်းကျွန်တော်တို့ထားခြင်းတဲ့အကြောင်ကိုကျွန်တော်တို့ရွေးထားမယ်ကျွန်တော်အဖြူနဲ့မင်းနဲ့ကိုရွေးထားမယ်ပြီးရင် okay ပြီးရင်ခုနလိုပဲ Alexander တက်ကနေဘေးကိုဆွဲမယ်အမှန်ကျွန်တော်တို့ကဒီအရောင်ကကျွန်တော်တို့တွေဘာလို့အတွက်ယူတာဆိုတော့ခဏတာအတွက်ယူတာပါကျွန်တော်နောက်ခံမလိုချင်ပါဘူးကျွန်တော်ယူမှာတော့ကျွန်တော်တို့တွေเนาะတစ်စိတ်လုံးပုံစံမျိုးအဝိုင်းဥစ္စာပေါ်မှာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့လုံးမပုံစံကတော့အဝိုင်းတို့အရင်ရွေးရမှာဖြစ်ပါတယ်အဝိုင်းတို့ရွေးပြီးဆိုလို့ချင်းကျွန်တော်တို့ new layer တစ်ခုပေါ်မယ်ပေါ်ပြီးလို့ရှိရင် Alexander တက်တဲ့ရနေပြီးတော့ကျွန်တော်တို့တွေဘာလုပ်မလဲဆိုရင် shift key နဲ့ order key နဲ့เนาะ shift key နဲ့ order key နဲ့ကိုတွဲနှိပ်ပြီးတော့ mouse နဲ့ Alexander တက်တဲ့ရနေဆွဲပြီးကိုလိုချင်တဲ့အဝိုင်းပုံစံဖြစ်ရပြီဆိုရင်လွှတ်လိုက်ဒီလိုပဲရလာပြီဆိုလွှတ်လိုက်ပြီး new layer ပေါ်ထားတဲ့နေရာမှာဆက်လက်ပေးပြီးတော့ကျွန်တော်တို့တွေအောက်ကနော်လာပုံစံလေးကိုကျွန်တော်တို့တွေedit layer မေးဆိုတော့ကျွန်တော်တို့ရွေးရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီလိုမျိုးလေးပုံစံဖြစ်သွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့တွေnew layer ကိုတစ်ခါ click ပြန်နှိပ်မယ်နှိပ်ပြီးရင်ဒီမှာကျွန်တော်တို့လိုချင်တဲ့အကြောင်းကိုပြောင်းမှာဖြစ်ပါတယ်
နော် okay ကျွန်တော်လိုချင်တဲ့အရာပြောင်းပြီဆိုလို့ချင်းဘာလုပ်မလဲဆိုရင် control ရဲ့ order ရဲ့ delete ရဲ့ကိုနှိပ်ပေးလိုက်ပါနော် order ရဲ့ delete ရဲ့ကိုနှိပ်ပေးလိုက်လို့ချင်းကျွန်တော်တို့လိုချင်တဲ့အရာရပါမှာဖြစ်ပါတယ်ဒါဆိုလို့ချင်းကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုလို့ချင်းနောက်ထပ်တစ်ခါ wine 2နဲ့မလုပ်ခင်မှာ4000တိုးတစ်ခါပြန်ရွေးပါနော်4000ရွေးပြီးလို့ချင်းဘာလုပ်မလဲဆိုလို့ချင်းအပေါ်ဘက်ချမ်းကိုအကုန်လုံးကိုတစ်ဝက်ကိုဆက်လက်ပေးရမှာဖြစ်ပါတယ်နော်ပေးပြီးဆိုလို့ချင်းကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာအရာကိုလိုချင်တဲ့အရာအမှန်မှန်ဆိုလို့ချင်းကျွန်တော်အပေါ်ပိုင်းကိုအရာတစ်မျိုးထားမယ်အောက်ပိုင်းကိုအရာတစ်မျိုးထားမှာမလို့ဒီလိုမျိုးရွေးတာဖြစ်ပါတယ်နော်အခုတော့ကျွန်တော်အပေါ်ပိုင်းကိုအနီရောင်ဖြစ်ထားထားမှာတတ်မှတ်ထားနော်ပြီးရင် control delete order delete နော်ဟုတ်ပြီရပြီဆိုရင် select ကိုပြန်ဖြောက်ဖို့အတွက် keyboard က control D ကိုတစ်ချက်နှိပ်control D တစ်ချက်နှိပ်ပြီးဆိုလို့ချင်းကျွန်တော်တို့တွေကအပေါ်ကအနီအောက်ကအမဲအောက်ကအပြားဆိုတာဖြစ်သွားပါပြီဒါတော့ဖြစ်သွားပြီဆိုလို့ချင်းကျွန်တော်ဘာလုပ်မလဲဆိုအလဲဆန္ဒမှာကျွန်တော်တို့တွေခွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအလဲဆန္ဒခွဲလို့ရပါတယ်အဲဆိုလို့ချင်းကျွန်တော်အလဲဆန္ဒခွဲဖို့အတွက်ဘာလုပ်မလဲဆိုလို့ချင်းဒီလိုမျိုး4000တိုးပဲထောက်ပြန်ရွေးပြီးတော့အလဲဆန္ဒတက်တက်ရနေပြီးတော့ shift နော်အလဲဆန္ဒတက်တက်ရနေပြီးတော့ order key နှိပ်ပြီးတော့ဆွဲပေးလိုက်ပါကိုလိုချင်တဲ့အတိုင်းအတာတစ်ခုနော်ဆွဲပြီးဆို mouse ကိုလှည့်လိုက်ပါနော် order key ကိုနှိပ်ပြီးတော့အလဲဆန္ဒတက်တက်ရဆွဲရမှာနော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရအောက်ကအဖြူရောင်ဆိုလို့ရှိရင်အောက်အဖြူရောင်ပြောင်းမယ်ဆိုရင် control delete ပါအပေါ်အနီရောင်ပြောင်းမယ်ဆိုလို့ရှိရင် order delete ပါတကယ်တော့ကျွန်တော်တို့အဖြူရောင်ယူမဲ့တော့အောက်ကအဖြူရောင်ယူမဲ့အတွက် control delete ဆိုတာနှိပ်ပြလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က select ကို control ရဲ့ D ရဲ့နှိပ်ပြီး select ပြန်ဖြောက်ဖြောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခါအလဲကအပုံထည့်ဖို့အတွက်အဝိုင်းပုံစံတစ်ခုဖော်မှာမှတ်လို့ဘာလုပ်မလဲဆိုလို့ရှိရင်အဝိုင်းတို့တစ်ခါပြန်ရွေးမယ်အဝိုင်းတို့တစ်ခါပြန်ရွေးပြီးလို့ရှိရင် shift key ရဲ့ order key ရဲ့ကိုတွဲနှိပ်ပြီးတော့အလဲဆန္ဒတက်တက်ကနေကိုလိုချင်တဲ့လောက်ပုံစံကိုဆွဲပေးပါနော်ဆွဲပြီးဆိုလွှတ်လိုက်ပါလွှတ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကအဖြူရောင်ပဲယူမှအတွက်ခုနလိုပဲ control delete ဆိုတော့နှိပ်ပြလိုက်ဟုတ်ပြီရပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေ control D နဲ့ select ပြန်ဖြောက်ဟုတ်ပြီကျွန်တော်တို့တွေကအခုဆိုလို့ချင်းရသွားပြီရသွားပြီဆိုလို့ချင်းကျွန်တော်တို့တွေဘာလုပ်မလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့တွေအရာကိုကျွန်တော်တို့တွေ control နှိပ်ပြီးတော့ဒီမှာကျွန်တော်တို့လာချမ်းအဖြူနဲ့အမဲနဲ့ဆက်ထားတဲ့ဥစ္စာနဲ့တွဲနဲ့ဂျိတ်ပေါက်လေးနဲ့တွဲထားတာရှိပါတယ်ရှိတယ်ဆိုကျွန်တော်တို့အယောင်တဲ့ဥစ္စာကို control နှိပ်ထားပြီး control နှိပ်ထားပြီးတစ်ချက် select ပေးလိုက်ပါနော်နော် control ကိုနှိပ်ထားပြီးတော့ဒီလာချမ်းလာပုံစံပေါ်ထားတဲ့ဥစ္စာလေးရာအမဲရောင်လေးနဲ့ဥစ္စာကိုကျွန်တော်တို့ control နှိပ်ပြီးတော့တစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ဒီလိုမျိုးဖြစ်သွားမှာဖြစ်ပါ select ပြသွားမှာဖြစ်ပါတယ်နော် control နှိပ်ပြီးတော့အမဲရောင်ဥစ္စာလေးကိုကျွန်တော်တို့မောင်လေးနဲ့ click လိုက်ရင်ဒီလိုမျိုး select ပြသွားမှာဖြစ်ပါတယ်အဲ့တော့ select ပြသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် control J ဆိုပြီးတော့နှိပ်လိုက်နော် control J လို့နှိပ်လိုက်တဲ့ခါကျလို့ချင်းအယောင်layer 2နေရာမှာကျွန်တော်တို့အယောင်ပုံစံလေးဥစ္စာတစ်ခုပဲရှိမှာဖြစ်ပါတယ်ဒါဆိုလို့ချင်းကျွန်တော်တို့ပထမ layer 1ဆိုတဲ့ဥစ္စာကိုနှစ်ခုတွဲထားတဲ့ဥစ္စာကိုကျွန်တော်တို့တွေမောက်လေးနဲ့ဆွဲပြီးအမိုက်ပုံးတွေကိုနှစ်ပစ်လိုက်နော်ဒါဆိုရင်ဒါပဲကြံဒါပဲကြံမှာဆိုလို့ချင်းကျွန်တော်တို့တွေကိုလောက်ချင်တဲ့အယောင်ကိုပြင်ကျင်တယ်ဆိုလဲပြင်လို့ရသေးပါဘူးနော်ဒါတော့အယောင်ပြင်မယ်ဆိုလို့ချင်းကျွန်တော်တို့တွေအယောင်ကိုဘယ်ကနေပြင်မလဲဆိုလို့ချင်းကျွန်တော်တို့တွေအောက်ကနေပြီးတော့သင်္ကေတ F8 ပုံစံလေးနဲ့ပြထားတဲ့နေရာကိုတွားမှာဖြစ်ပါတယ် edit area try ဆိုတဲ့နေရာကိုကျွန်တော်တွားမယ်တွားပြင်ကြိုက်တဲ့နေရာကနေပြီးဝင်သွားလဲရတယ်ကျွန်တော်ကတော့ကြိုက်တဲ့နေရာနေဝင်သွားလိုက်တယ်အထဲထဲရောက်မှကျွန်တော်ပြောင်းမယ်ကိုမပြောင်းချင်တဲ့ဥစ္စာကိုအမှတ်ဖြုတ်မယ်အဲ့တော့ကျွန်တော်တို့ကိုပြောင်းချင်တဲ့ဥစ္စာကိုကျွန်တော်တို့ပြောင်းဖို့အတွက်ကျွန်တော်ကတော့ inner shadow ဆိုတာကိုကျွန်တော်ရွေးမိပြီနော် inner shadow ဆိုတာကျွန်တော်ရွေးပြီးတော့ inner shadow မှာပဲကျွန်တော်ပြောင်းမယ်35
အဲ့တော့ကျွန်တော်တို့တွေကအရောင်ကိုကိုယ်ဘယ်နှကိုကြည့်ချက်ပြောင်းလို့ရပါတယ်ဒီမှာတော့120ကိုအမှတ်ဖြုတ်လို့လည်းရတယ်အမှတ်မဖြုတ်လို့လည်းရတယ်120ပေးမယ်မိတ်ဆွေတွေကတော့ကိုကြိုက်တဲ့ဥစ္စာကိုကိုပြောင်းမယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ကအမဲရောင်မထားခြင်းဘူးအဖြူရောင်ထားမှဆိုလဲကျွန်တော်တို့ရနော်ဒီမဲ့ရောင်ထားမှဆိုလဲကျွန်တော်တို့တွေရနော်ကိုလိုချင်တဲ့ဥစ္စာကိုကိုတွေထားနိုင်နော်ကျွန်တော်တို့အခုလောဆယ်အမဲရောင်ပဲထားလိုက်တယ်โอเคဒါဆိုလို့ချင်းကျွန်တော်တို့နောက်ထပ်တစ်ခါထပ်ပြီးတော့အရောင်ပြောင်းချင်တယ်ဆိုရင်ကိုတွေလိုချင်တဲ့နေရာတွေမှာအရောင်ကိုထပ်ပြောင်းလို့ရတယ်နော်ကိုတွေဖြစ်ချင်တဲ့ဥစ္စာကိုထပ်လုပ်လို့ရတယ်ဒါတော့ကျွန်တော်ကတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ကြာထားလိုက်နော်ဒီနေရာမှာအရောင်ပြောင်းလို့ရတယ်ပြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့တွေကိုထဲမဲ့ပုံပေါ့နော်တွားယူရမှာဖြစ်ပါတယ်နော်ကိုထဲမဲ့ပုံတွားယူမယ်โอเคဘူးတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့ဆရာတော်ဦးဖြစ်တဲ့နော်ကျွန်တော်အမြဲတမ်းကူညီတဲ့အပုံကိုကျွန်တော်လောက်ထားတဲ့အတွက်ကျွန်တော်အပုံပဲကျွန်တော်ထည့်မှာဖြစ်ပါတယ်အဲဆိုလို့ချင်းဒီရဥစ္စာကိုကျွန်တော်တို့တွေဖြတ်ပြီးသားပုံမှန်လို့ကျွန်တော်တို့မဖြတ်တော့ပါဘူးနော်မဖြတ်ရတဲ့ပုံဆိုရင်ကျွန်တော်တို့ဖြတ်ကပါအဲ့တော့ကျွန်တော်ကတော့ alt select ပေးမယ် control A ပြီးရင် control C နဲ့ copy ယူပြီးတော့ကျွန်တော်တို့ခုနလောက်တဲ့နေရာမှာ control V နဲ့ကျွန်တော်တို့ paste လုပ်နော်အပုံကိုပုံနဲ့ကိုအယောင်ကိုတင်လို့ရတယ်အယောင်တင်မယ်ဆိုရင်အများကြီးရှိပါတယ် control N control U control A နော် okay အယောင်ပြင်တဲ့နေရာတွေကဘယ်ကသွားလဲဆိုရင် image ကနေသွားတယ်ကျွန်တော်ဒီနေရာကနေပြီးတော့အယောင်တွေကိုပြင်လို့ရတယ်နော်အဲ့တော့ပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီအပုံလောက်ထားတဲ့ဥစ္စာကိုခဏလေးမျက်လုံးလေးပိတ်ထားလိုက်ပါနော်မျက်လုံးလေးပိတ်ထားပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေအောက်ကအယောင်ပုံနဲ့ဥစ္စာကိုကျွန်တော်တို့ control လေးနှိပ်ထားပြီးတော့မှောက်လေးနဲ့တစ်ချက် click လိုက်ပါဒါဆိုရင် select ပြသွားမှာဖြစ်ပါတယ် select ပြသွားပြီဆိုတော့လည်းကျွန်တော်တို့ဘာလုပ်မလဲဆိုရင်နော် select ပြသွားပြီဆိုတာနဲ့ကျွန်တော်တို့လေ select ကနေတွားမယ် select တွားပြီးတော့ transport select ဆိုတာကိုကျွန်တော်နှိပ်ပြီးမယ်နော်နှိပ်ပြီးရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ပေါ်လာပြီဆိုရင် shift key ရဲ့ alt key နှိပ်ပြီးတော့ down နေရာနေဆွဲမယ်ဆွဲပြီးတော့ကိုလိုအတွင်းပိုင်းကိုအရန်သေးစရာမလိုပါဘူးအတွင်းသားထိပဲကိုကျွန်တော်တို့သေးမယ်ဒီလောက်ထိပဲကျွန်တော်တို့သေးမယ်အဖြူရဲ့နည်းနည်းလေးသေးတာလေးကိုကျွန်တော်သေးလိုက်နော်သေးပြီးရင်အနာခောက်လိုက်အဲ့လိုမျိုးရသွားပြီဆိုတာနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အောက်ကလပုံစံလေးကိုကျွန်တော်တို့ဒီကကျွန်တော်ရွေးပြလိုက်တဲ့နေရာအောက်ဆောင်တစ်ချက်ကလစ်လိုက်ပြီဆိုလို့ကျွန်တော်တို့အပုံနေရာမှာဂျိတ်ပေါက်လေးနဲ့အမဲလေးနဲ့တွဲသွားတာဖြစ်ပါတယ်ဒါဆိုလို့ကျွန်တော်တို့ခုနအပုံမှာမျက်လုံးလေးမှိတ်ထားတဲ့ဥစ္စာကိုကျွန်တော်ပြန်ဖွင့်လိုက်ဒါဆိုရင်အပုံကကျွန်တော်တို့အတွင်းပိုင်းကိုပြန်ဝင်သွားမှာဖြစ်ပါတယ်နော်အတွင်းပိုင်းပြန်ဝင်သွားပြီဆိုလို့ချင်းအပုံကိုကျွန်တော်တို့အယောင်ချင်းကျင်လဲရတယ်မချင်းကျင်လဲရတယ်နော်တကယ်လို့အပုံကိုသေးကျင်တယ်ဆိုလို့ချင်းဘယ်လိုသေးရမလဲဆိုလို့ချင်းကျွန်တော်တို့လေဂျိတ်လေးကိုဒီဥစ္စာချင်းပုံစံလေးဥစ္စာကိုတစ်ချက်ကလစ်လိုက်ရင်ပျောက်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အပုံကိုကလစ်ပြီးတော့ control T ကိုနှိပ်ပြီးတော့ကျွန်တော်တို့တွေသေးလို့ရပါတယ်နော်နားလီခေါ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အပုံကိုကျွန်တော်တို့အယောင်ပြောင်းကြည့်အောင်နော်အပုံအယောင်ပြောင်းကြည့်မှဆိုကျွန်တော်ကိုလိုချင်တဲ့အယောင်ပြောင်းလို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်ပြောင်းတဲ့ပုံစံတိုင်းပြောင်းမှဆိုရင်တော့လိုက်ပြောင်းကြည့်အောင်နော် control ရဲ့ shift key ရဲ့ U ရဲ့ကို3ခုလုံးကိုတွဲနှိပ်လိုက်ပါဒါဆိုရင်အယောင်ကအလိုလိုနဲ့သူ့ဘက်ကိုပြောင်းသွားမှာဖြစ်ပါတယ်အယောင်ပြောင်းသွားပြီဆိုတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ချင်းကျွန်တော်တို့ control A ကိုနှိပ်လိုက်ပါနော် guide လေးကိုပြောင်းဖို့အတွက် control A ကိုခဏနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်select filter ကနေသွားမယ် filter bounding ဆိုတာကျွန်တော်ရွေးပေးတဲ့နေရာနဲ့သွားလိုက်မယ်နော်သွားပြီဆိုလို့ကျွန်တော်အခုရောက်နေတဲ့နေရာပေါ့နော်တိုးနေရာပုံစံကိုရောက်လာမှာဖြစ်ပါတယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာ
နော်ခုနလိုပဲကျွန်တော်ဆက်သွားမယ်ပြီးပြီဆိုလို့ချင်းကျွန်တော်ဒီနေရာမှာကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဥစ္စာကိုဒီမှာအ short တင်လုပ်လို့ရပါတယ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်ကဘယ်လောက်ထိ short တင်လုပ်ထားလဲဆိုလို့ရှိရင်လိုက်ကြည့်အောင်ကျွန်တော်အခုလောဆယ်2ပဲပေးထားပါတယ်ဒီမှာ0ပဲပေးထားပါတယ်ဒီမှာကျွန်တော်ရွေးထားတာဒီလိုဒီ done ဆိုတဲ့ဥစ္စာကိုပဲကျွန်တော်တို့ရွေးထားပါတယ်ပြီးရင်ကျွန်တော်တို့တွေဘာလုပ်မလဲ okay လို့ဖြည့်လိုက်ပါမယ်နော်ဒါဆိုရင်ဒီအကြောင်းဖြစ်သွားမှာပါအဲ့ဒါနဲ့ကျွန်တော်တို့တွေ keyboard ပေါ်က control A ဆိုတာကိုချက်နှိပ်ပါ control ဆိုတဲ့ control A နှိပ်ပြီးလို့ရှိရင်ဒီလိုမျိုးဘောက်တစ်ခုတက်လာမှာဖြစ်ပါတယ်နော်ဒီလိုမျိုးဘောက်တစ်ခုတက်လာပြီဆိုရင်ကျွန်တော်တို့ရာခိုင်နှုန်းကိုကိုစိတ်ကြိုက်သတ်မှတ်လို့ရပါတယ်ကိုကြိုက်တဲ့အရာကိုသတ်မှတ်လို့ရပါတယ်သတ်မှတ်လို့ရဆိုကျွန်တော်တို့ဒီမှာ0ထားပြီးတော့ဒီနေရာမှာပဲကျွန်တော်192ကိုပဲကျွန်တော်တို့သတ်မှတ်သွားပါတယ်နော်အဲ့တော့ okay ရောက်သွားပြီဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်နေရာကိုတွားပြီးပြန်ညှိရအောင်နောက်တစ်နေရာဘယ်နေရာလဲဆိုလို့ချင်းကျွန်တော်တို့တွေအောက်ကနော်အဖြူတစ်ဝက်အမဲတစ်ဝက်နဲ့လာကြမ်းပုံစံမျိုးဥစ္စာကိုနှိပ်ပါနှိပ်ပြီးလို့ချင်း color နော်လို့ဆိုတဲ့နေရာကိုကျွန်တော်တွားမယ်နော်ဒီနေရာမှာကျွန်တော်တို့သတ်မှတ်ကမှာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်သတ်မှတ်မှာဆိုရင်ကိုလိုချင်တဲ့ဥစ္စာတိုင်းသတ်မှတ်ပါကျွန်တော်ကကိုလောလောဆယ်အပေါ်မှာအနှုတ်15ဆိုပြီးတော့ကျွန်တော်သတ်မှတ်တယ်အလယ်မှာတော့ကျွန်တော်6ဆိုပြီးတော့သတ်မှတ်တယ်အောက်မှာတော့ကျွန်တော်84ဆိုပြီးကျွန်တော်သတ်မှတ်လိုက်တယ်နော်ရပြီဆိုကျွန်တော်တို့အချို့နေရာတွေမှာဒီမှာအမှတ်ပေးတာပါတယ်ကျွန်တော်တို့တွေအမှတ်ကိုဖြုတ်လိုက်လေရဖြုတ်လိုက်ပါဖြုတ်ပြီးတော့ကျွန်တော်နေရာမှာကျွန်တော်တို့တွေ okay ရွေးပြီးပြီဆိုတော့ကျွန်တော်တို့တွေ okay လို့ရပြီနော်ဒီလိုမျိုးဥစ္စာပေါ်လာမှာဖြစ်ပါတယ်ရပြီဆိုလို့ကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့စာရေးရမှာဖြစ်ပါတယ်နော်စာရေးဖို့အတွက်ကျွန်တော်တို့တွေအရင်ဆုံးခုနလို control ရဲ့အဲ့ရေကိုတွဲနှိပ်လိုက်ပါနော် guide ပြန်ပေါ်လာလိမ့်မယ် guide ပေါ်လာပြီဆိုတာနဲ့ကျွန်တော်တို့တွေဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေဒီအောက်ကနော်ကျွန်တော်ရွေးတဲ့တိုးတွေတည်းကကျွန်တော်တို့အဝိုင်းတိုးရွေးမယ်ရွေးပြီးဒီနေရာမှာကျွန်တော်တို့တွေကပန့်ဆိုတဲ့ဥစ္စာကိုထားမယ်ထားပြီး subject မှာကျွန်တော်တို့တွေအမှတ်တွေဖြုတ်ထားမယ်နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အလဲကောင်တက်ရနေပြီးတော့ကျွန်တော်တို့တွေမောက်လေးနဲ့မောက်လေးနဲ့ဆွဲသွားမယ်မောက်လေးနဲ့ဆွဲတဲ့နေရာမှာကျွန်တော်တို့တွေ keyboard က control ရဲ့shift key ရဲ့ order key ရဲ့ကိုတွန်းနှိပ်ပြီးမောက်နဲ့ဆွဲရမှာဖြစ်ပါတယ်အဲ့စာရေးမှဆိုရင်ကျွန်တော်တို့တိတ်ကြီးကြမလို့ပါဘူးအတွင်းပိုင်းကအဖြူနဲ့နည်းနည်းကြီးသွားရင်တော့ပါပြီနော်ဟောကျွန်တော်ရပြီအဲ့လိုဆွဲပြီးဆိုရင်မောက်ကိုလွတ်လိုက်ပါနော်လွတ်ပြီးပြီဆိုလို့ချင်းကျွန်တော်စာရေးဖို့အတွက်ဘာလုပ်မလဲဆိုလို့ချင်းအပေါ်ပိုင်းက T နော်စာရေးဖို့အတွက် T ဆိုတဲ့သင်္ကေတကိုရွေးပြီးတော့စာရေးလို့ရပါပြီဒီနေရာမှာကျွန်တော်တို့တွေနည်းနည်းသတိထားမှာစာရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလဲဆန္ဒတက်ကိုမောက်လေးနဲ့ဆွဲရမှာဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ထားတဲ့အတိုင်းပုံစံဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်တို့အလဲဆန္ဒတက်ကိုကျွန်တော်တို့လေးမောက်လေးနဲ့တစ်ချက်ကလစ်ရမှာဖြစ်ပါတယ်နော်အလဲဆန္ဒရပြီဆိုတာနဲ့ကိုရေးချင်တဲ့စာကိုကျွန်တော်တို့ရေးလို့ရပါပြီ www ဒီမှာကိုလိုချင်ရေးချင်တဲ့ဥစ္စာကိုကျွန်တော်တို့ဖောက်ကိုပြောင်းမယ်နော်ကိုရေးချင်တဲ့ဖောက်ကိုပြောင်းမယ်ပြီးရေးလို့ရပါ www နော်ကျွန်တော်တို့ဒီမှာအယောင်ပြောင်းမယ်နောက်ပြီးရေးမယ် www.ayctamar.com ဟုတ်ပြီကျွန်တော်တို့ရေးချင်တဲ့စာရေးပြီးလို့ချင်းအကုန်လုံးကြီးသွားပြီဆိုလို့ချင်းကျွန်တော်တို့လေဆက်လက်ပေးလိုက်ပါနော်ဆက်လက်ပေးပြီဆိုတာနဲ့ကျွန်တော်တို့တွေဒီနော်ဒီဘက်ဘေးပါမှာ A ပုံစံလေးဥစ္စာရှိပါတယ်နော်တကယ်လို့မရှိဘူးဆိုရင်ကျွန်တော်တို့ဒီ window ကနေတွားမယ် window ကနေတွားပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့တွေအမှတ်ပေးရမှာဖြစ်ပါတယ်နော်
နော်အမှတ်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေဆက်လက်ပေးရတဲ့ဥစ္စာကိုကျွန်တော်တို့တွေဒီ3ခုနဲ့အလုပ်လုပ်ဒါကတော့ဖောက်တွေကိုကြီးတာသေးတာပါနော်ကိုရေးတဲ့စာတွေကိုကြီးတာသေးတာပါပြီးပြီဆိုလို့ရှိရင်ဒီကောင်ကတော့ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့တွေစာကိုနော်ချဲ့တာပေါ့နော်စာကိုအပေါ်အမြင့်ကိုဒါချဲ့လိုက်တာပါစမ်းထုတ်လိုက်တာနော်ဒီဥစ္စာကတော့အပေါ်အောက်ကိုကျွန်တော်တို့အလဲဆန္ဒကိုညှိတာကျွန်တော်တို့ကိုလိုချင်တဲ့အလဲဆန္ဒရပြီဆိုလို့ရှိရင်တော့အားလုံး okay ပြီဆိုလို့ရှိရင်ကျွန်တော်တို့လည်းမူဆိုတော့ကျွန်တော်တို့မူပြန်နိုင်ပြီနော်ဟုတ်ပြီရပြီဆိုလို့ကျွန်တော်ဘာဆက်လုပ်မလဲဆိုရင်ဒီစာကိုပဲကျွန်တော်တို့တွေ copy ထပ်လုပ်မယ် copy ထပ်လုပ်ပြီး control J ဆိုတော့နှိပ်လိုက် control J နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့တွေတခါလည်းပဲ control J နှိပ်ပြီးတာနဲ့ keyboard ပေါ်က control T ကိုတခါလည်းထပ်နှိပ်နှိပ်ပြီးဆိုလို့ကျွန်တော်တို့တွေ shift key ရဲ့ order key ရဲ့ကိုတွဲနှိပ်ထားပြီး down တနေရာနေပြီးတော့ပထမရေးထားတဲ့စာထက်နည်းနည်းလေးကြီးလိုက်မယ်နော်အဝိုင်းကိုကြီးပြီးပြီဆိုတာနဲ့ကျွန်တော်တို့တွေ keyboard ပေါ်က enter ကိုတစ်ချက်ခောက်လိုက်ဒါဆိုလို့ချင်းဒီလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်တို့တွေဒီတိုးတွေထဲကကျွန်တော်တို့တွေနော်မောက်ပုံစံလေးနဲ့နော်မြားပုံစံလေးနဲ့အမဲဥစ္စာလေးကိုကျွန်တော်တို့ရွေးမယ်ရွေးပြီးရင်ကျွန်တော်တို့အလဲဆန္ဒတက်တက်ရနေပြီးတော့အောက်ကိုဆွဲသွားပြင်မယ်နော်အလဲရောက်ပြီဆိုတာနဲ့တုတ်တက်လို့စာတဲ့ဖြစ်သွားမှာပါဒါဆိုလို့ချင်းကျွန်တော်တို့ဒီစာကိုကျွန်တော်လုပ်ဖို့အတွက်တီပုံစံလေးနဲ့ဥစ္စာကိုရွေးမယ်စာကိုကျွန်တော်တို့တွေဆက်လက်ပေးမယ်ပြီးရင်ကိုရေးကျင်တယ်ပေါ့နော်ဖောက်နေနော်ရွေးမယ်နော်ကိုရေးကျင်တဲ့ဖောက်ရေးပြီးရင်ကိုရေးကျင်တဲ့စာကိုတစ်ခါတည်းရေးမယ်ဟုတ်ပြီပြီးရင်ဆက်လက်ပြန်ပေးမယ်ခုနလိုပဲကျွန်တော်ခေါ်ထားတဲ့ A ပုံစံလေးနဲ့ I ပုံစံလေးနဲ့ဥစ္စာရွေးမယ်ရွေးပြီးရင်ခုနလိုပဲကျွန်တော်တို့အကြီးပုံစံအသေးပုံစံချက်ပြီးရင်ဒီဥစ္စာကစလုံးတွေရှည်နေလို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ပို့ပေးမယ်နော်ပြီးရင်အလဲဆန္ဒကိုပို့မယ်ဟုတ်ပြီကိုလေးလိုချင်တဲ့ပုံစံရပြီဆိုလို့ချင်း okay ပေါ့ okay လို့ရသွားပြီဆိုတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်စာတွေကိုအယောင်ပြောင်းမှုလိုအပ်တယ်စာတွေအယောင်ပြောင်းမှုအတွက် slam မှာကျွန်တော်တို့ဒီပေါ်ကအယောင်တွေကိုကျွန်တော်တို့ပြောင်းလဲရတယ်နော် automatic ရှိနေတဲ့အယောင်တွေကိုကျွန်တော်တို့ပြောင်းလဲရတယ်နော် automatic ရှိနေတဲ့စာတွေကိုကျွန်တော်တို့ပြောင်းသွားလဲရတယ်ဒါတွေကိုကျွန်တော် site မှာလည်းကျွန်တော်တင်ပေးထားပါတယ်နော်ကိုမပြောင်းတော့ဘူးဆိုလို့ရှိရင်နော်ဒီကတော့ဒီမှာမှကျွန်တော်တို့မပြောင်းကျင်ဘူးနော်ဒီမှာမှမပြောင်းကျင်ဘူးကျွန်တော်တို့ဘယ်နဲ့ကျွန်တော်တို့ပြောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့တွေအောက်က up နဲ့8နဲ့ပုံစံတံတန်းနဲ့အောက်ဆောင်နှိပ်ပြီးတော့ကြိုက်တဲ့နေရာဝင်သွားမယ်ဝင်ပြီးတော့ဒီနေရာမှာကျွန်တော်တို့တွေအယောင်ကိုပြောင်းလို့ရပါတယ်နော်ဒီနေရာမှာကျွန်တော်တို့အယောင်ပြောင်းနော်ကျွန်တော်တို့တွေအယောင်ကိုလိုချင်တဲ့နေရာမှာကျွန်တော်တို့ပြောင်းပြီးရင် okay ဒါဆိုတော့အပေါ်ကအယောင်နဲ့အောက်ကအယောင်တိုင်းဖြစ်စေချင်တယ်ဆိုလို့ရှိရင်လွယ်လွယ်လေးပါကျွန်တော်တို့အပေါ်ကအယောင်ကအောက်ကအယောင်တွေပြင်ထားတဲ့နေရာမှာမောက်လေးကိုတစ်ချက်ထောက်မောက်လေးကိုထောက်ထားပါထောက်ပြီးရင် keyboard ပေါ်ကနော် order key ကိုနှိပ်ပြီးတော့မောက်လေးနဲ့ဆွဲသွားပေးပါနော်ဆွဲပြီးရင်ခုနအောက်ကစာကိုကျွန်တော်စာထဲမှာပစ်ထည့်လိုက်
ဒါဆိုရင်အပေါ်စာလည်းခုနလိုဖြစ်သွားမှာဖြစ်ပါတယ်နော်ဖြစ်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီဇိုင်းကတော့ကိုလိုချင်တဲ့ပုံစံကိုကိုလုပ်လို့ရပါတယ်ဒါပေမဲ့လုပ်ပုံကိုင်းမျိုးပဲကျွန်တော်လုပ်ပုံလားကိုင်းမျိုးပဲလုပ်တတ်တဲ့လူတွေကြည့်ပါမယ်အယောင်တွေကတော့ကိုစိတ်ကြိုက်ကိုပြင်သွားလို့ရတယ်အယောင်ပြင်တဲ့နေရာတွေကတော့စာအယောင်ပြင်မယ်ဆိုလို့ရှိရင်ဒီမှာပြင်သွားလို့ရတယ်ဒီတိုးတွေထဲမှာကြိုက်တဲ့နေရာဝင်သွားပြီးတော့ရောက်ပြီဆိုတာနဲ့ကိုပြင်တဲ့နေရာပြင်သွားလို့ရတယ်နောက်တော့ကျွန်တော်တင်ပေးထားတဲ့ site ထဲမှာဒီလိုမျိုးနေရာတွေကဥစ္စာတွေနဲ့ကိုယ့်ဘက်ကိုပြင်သွားလဲရတယ်နော်ကိုယ့်ဘက်ကိုပြင်သွားလဲရတယ်နော်အဲ့တော့ဒီကတော့ပြင်အားလုံးပြီးသွားပြီဆိုလို့ရှိရင်ကိုထည့်ခြင်းတဲ့ designer တွေထပ်ထည့်မယ်ဆိုလို့ရှိရင်เนาะကိုတွေ internet ပေါ်ကနေပြီးတော့အလွယ်တကူ down ထားမှာဖြစ်ပါတယ်เนาะဒါမှမဟုတ်ရင်ကိုယ့်ဘက်ကိုလုံမယ်ဆိုလည်းရပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်လောက်ထားတဲ့ဥစ္စာလေးတွေကိုကျွန်တော်ထည့်မယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်လောက်ထားတာဒါတွေကတော့ internet ပေါ်ကကျွန်တော်ရှာထားတာအဲ့တော့ကျွန်တော်တို့ထည့်ကြည့်အောင်အဲ့တော့ file ကနေသွားမယ်ကျွန်တော်တို့ open ကိုဖွင့်မယ်ကိုထည့်ခြင်းတဲ့ဖြတ်ပြီးသားပုံတွေကိုထည့်မယ်ကိုထည့်ခြင်းတဲ့ဥစ္စာတွေအဲ့တော့ကျွန်တော်ဒီပုံထည့်မယ် control A ဆိုတာဆက်လက်ပေးတာပါဆက်လက်ပေးတာတော့ဒီကဆက်လက်သွားပြီးတော့ all ဆိုတာကိုနှိပ်လိုက်ရင် control A ပါเนาะ control A ပါเนาะ control A နဲ့ပေးပြီးရင် copy ဆိုတာတော့ edit ကနေသွားပြီးတော့ copy လုပ်လဲရတယ် control C နှိပ်လဲရတယ်เนาะ control C ပြီးရင်ကိုလုံးနေတဲ့နေရာမှာ control V နဲ့ထည့်လို့ရပါတယ်เนาะရောက်လာပြီဆိုတော့ရင်ကိုထားခြင်းတဲ့နေရာမှာထားမယ်ပြီးရင် control T နှိပ်ပြီးတော့ shift key နဲ့ order key နဲ့တွဲနှိပ်ပြီး down တနေရာနဲ့ပေးပေးမယ်โอเคရပြီဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့အောက်ဆက်လက်ပေးခြင်းတယ်ဆိုလို့ရှိရင်ဝိုင်းတိုးလေးရွေးပြီးတော့အောက်ဆက်လက်ပေးဖို့အတွက်လုပ်မယ်လုပ်ပြီးရင်ဒီမှာအမဲရောင်ပြောင်းမယ်โอเคအမဲရောင်ပြောင်းပြီးဘာလုပ်မလဲဆိုလို့ရင်ကျွန်တော်တို့ control order delete ဆိုတာနှိပ်ပြလိုက်ဒါဆိုရင်အပုံကအမဲရောင်ဖြစ်သွားမှာဖြစ်ပါတယ်အမဲရောင်ဖြစ်သွားပြီဆိုတော့လည်းကျွန်တော်တို့ select ကို control D နဲ့ select ပြန်ဖြောက်မယ်ဖြောက်ပြီးရင်အရင်ဆုံးကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင် sorry နော်ဒီမှာအဝိုင်းတိုးနဲ့ကျွန်တော်တို့တွေအပုံရဲ့အောက်ပိုင်းလေးကို select ရင်ပေးလိုက်မယ်နော်အပုံရဲ့အောက်ပိုင်းလေးကို select ပေးပြီးဆိုတာနဲ့ကျွန်တော်တို့ new layer ဖော်မယ်နော် new layer ကိုဖော်မယ် new layer 5ဆိုတော့ new layer ဖော်မယ်ဖော်ပြီးလို့ရှိရင်ခုနလိုပဲ order delete ကိုဒီမှာကိုပြောင်းကျင်တဲ့ဥစ္စာအမဲရောင်ကိုကျွန်တော်အရေးရောင်ဆိုတော့အမဲရောင်ထားမှာဆိုတော့ control delete ကိုနှိပ်လိုက် order delete ကိုနှိပ်လိုက်မယ်အပေါ်ရောင်ဆို order delete ပါအောက်ရောင်ဆိုလို့ရှိရင် control delete ပါနော်ကျွန်တော်အပေါ်ရောင်ပြောတဲ့အတွက် order delete ကိုကျွန်တော်တွဲနှိပ်လိုက်ပြီးပြီဆိုရင် control D select ကိုပြန်ဖြောက်မယ်ဖြောက်ပြီးရင်ကိုနေရာမူးကိုပြန်နှိပ်ပြီးတော့နေရာချမယ်နော်အလဲရောက်ပြီဆိုလို့ရှိရင်ဒီအပုံလေးကိုအမဲပုံလေးကိုကျွန်တော်တို့တွေအပုံလေးရဲ့အောက်ကိုမောက်လေးနဲ့ဆွဲချမယ်ဒါဆိုရင်အောက်ကိုရောက်သွားမှာဖြစ်ပါတယ်အောက်ရောက်သွားပြီဆိုလို့ချင်းအမဲရောင်လေးကိုအောက်ကိုနည်းနည်းရွှေ့မယ်ရွှေ့ပြီးပြီဆိုလို့ချင်းကျွန်တော်တို့တွေဘယ်ကိုသွားမလဲဆို filter နဲ့သွားမယ် blue ကိုသွားမယ် bronzing blue ဆိုတော့ကျွန်တော်တို့ရွေးမယ်နော်ဒီမှာကိုလိုချင်တဲ့အရောင်ပေါ့နော်အောက်က water dot အရောင်ကိုကျွန်တော်ထားမယ်โอเคကိုလိုချင်တဲ့ပုံစံရပြီဆိုလို့ရှိရင်เนาะဒီနှစ်ခုကိုကျွန်တော်တို့တွေcontrol နှိပ်ပြီးတော့ဆက်လက်ပေးလိုက်မယ်เนาะပေးပြီးရင် keyboard ပေါ်က control E ဆိုတော့နှိပ်လိုက်လို့ရှိရင်တပုံနဲ့ဖြစ်သွားမှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင် copy ယူမယ်ဆိုလို့ရှိရင် order key ကိုနှိပ်ပြီးမောက်လေးနဲ့ဒီဘက်ကိုအသာလေးဆွဲပေးလိုက်ပါဒါဆိုရင် copy တစ်ခုထည့်ရပါနော်ဒါဆိုလို့ရှိရင်မောက်လေးနဲ့နေရာချမယ်မောက်လေးနဲ့နေရာစတာအချင်းမပြေဘူးဆိုမူကိုနှိပ်ပြီးတော့ကျွန်တော်တို့ keyboard ပေါ်ကမြားလေးတွေနဲ့ဘေးကိုရွှေ့မယ်ကိုထားကြည့်တယ်ရပြီဆိုရင်ကျွန်တော်တို့တွေ okay ပြီတကယ်လို့ကျွန်တော်လူပုံကိုကျွန်တော်တို့အယောင်ထပ်ပြောင်းကျင်နေတယ်ဆိုလို့ချင်းလူပုံကိုကလစ်ပြီးတော့ကျွန်တော်တို့အောက်ကတိုးလေးကိုကျွန်တော်ဝင်သွားတဲ့တိုးလေးနေရာနေပြီးတော့ခုနကစာပြောင်းတဲ့နေရာလေးရပဲတိုးလေးကယူသွားမယ်ယူသွားရင်ဒီမှာကျွန်တော်တို့အယောင်ပြောင်းမယ်
ပြီးရင်တော့ကျွန်တော်တို့လိုချင်လောက်ရပြီဆိုရင်တော့ okay ပေါ့နော်ပြီးရင် okay ပြီးရင်ကျွန်တော်တို့အယောင်ထပ်တက်မှာဆိုရင်ဒီ image ကနေတွားပြီးတော့နော်ဒီမှာအယောင်တွေကိုကိုပြောင်းနေတဲ့ဥစ္စာပြောင်းလို့ရပါတယ်ကျွန်တော်ကနေအခုလောဆယ် control n ဆိုပြီးတော့ဒီဟာခေါ်ပြီးတော့အလင်းလေးနည်းနည်းတင်ပါတယ်နော်ပြီးရင် okay ဒါဆိုလို့ရှိရင်အားလုံးကိုအကုန်လုံးကိုအလင်းတင်ခြင်းတယ်ဆိုလို့ရှိရင်နော်အပေါ်ဆုံးကိုဆက်လက်ပေးမယ်ပေးပြီးရင်နော် shift key နှိပ်ထားပြီးအောက်နားထိပေါ့နော် background မပါဘူးအောက်နားထိကိုကျွန်တော်တို့မောက်လေးနဲ့နှိပ်လိုက်တာနဲ့အကုန်လုံးကဆက်လက်ပြောက်အောင်ဒါဆိုလို့ရှိရင် keyboard က control E ကိုနှိပ်မယ် keyboard က control E နှိပ်လိုက်တာနဲ့ဒီကတပုံနဲ့ဖြစ်သွားမှာပေါ့နော်တပုံနဲ့ဖြစ်သွားပြီဆိုရင်ခုနလိုပဲ control keyboard က control N နှိပ်ပြီးတော့နော်အဖြူရောင်အလင်းရောင်လေးကိုနည်းနည်းတင်ပေးလို့ရပါတယ်ပြီးရင် okay ဒါဆိုရင်ကျွန်တော်လောက်ထားတဲ့အပုံကခုဆိုရင်ပြီးမြောက်သွားပါပြီပြီးမြောက်သွားပြီဆိုရင် guide ကိုဖြောက်ဖို့ control A နှိပ်မယ် guide ပြောင်းသွားမယ်ပြီးရင်ကိုရီးယား background မလို့ခြင်း background ကိုမျက်လုံးလေးမှိတ်လိုက်ရတယ်မျက်လုံးလေးမမှိတ်ပဲနဲ့နှစ်ပစ်လိုက်ရင်လည်းရတယ်အဲ့တော့ကျွန်တော်တို့ background မယူဘူးကျွန်တော်တို့လိုချင်တာဒီတစ်စိတ်သုံးပုံစံနဲ့အဝိုင်းပုံစံမျိုးယူမှာပါနော်အဲ့တော့ကျွန်တော်တို့စိတ်ရအောင်စိတ်မှာဆိုရင် file သွားမယ်စိတ်ရလုပ်မယ်ပြီးရင်နော်ကိုရီးယားအလွယ်တကူ desktop မှာပဲဘာနဲ့စိတ်မလဲဆိုရင် png file နဲ့စိတ်တယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဖြတ်ပြီးသားပုံနော်စိတ်ရပြီးရင်ဒီလိုပေါက်တက်လာရင် okay နော်အဲ့တော့ကျွန်တော်တို့အပုံရတာဆိုတော့ကျွန်တော်ကြည့်အောင်နော်ကျွန်တော်တို့ပုံလေးရလာပြီအဲ့တော့ဒီလိုမျိုးပုံစံလေးဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးအားလုံးပဲနားလည်နိုင်ပါသေးလို့ကျွန်တော်ဆိုပါနောက်ပိုင်းနေ့မှာကျွန်တော်စာအုပ်တွေရေးဖို့အစီအစဉ်တွေရှိပါတယ်အခုတော့ကျွန်တော်လုပ်တွေရတယ်များတာနဲ့ကျွန်တော်စာအုပ်တွေတော့ရေးနိုင်တဲ့အင်အားလည်းမရှိသေးတဲ့အတွက်စာအုပ်တွေရေးတာလည်းကြာပါပြီးတော့ဒီဗီဒီယိုလေးနဲ့ပဲကြည့်ပြီးတော့ကျင့်တတ်ကြပါလို့ကျွန်တော်ပြောလိုက်ပြရမယ်အားလုံးကိုလည်းကျွန်တော် website ကိုအမြဲတမ်းလာလဲပါလို့ကျွန်တော်ဖိတ်ခေါ်နေလေးရပါ